ကျော်တယ်လေအကျော်ဟဲ့ကျော်ပူပူလေးရမယ်နော်လေတရားဖက်လို့နေရတာကိုဓမ္မအကျော်ဆုံးလေးတွေတော့ချပြပါဦးကိုလင်းစားတော့လူရှင်းမယ်နော်ရပါတယ်နေရအားလိုက်တာဆိုတာကမရေဟဲ့မိုးတို့မတက်ကြီးစင်းမလားအကိုဟုတ်ဆိုင်ကဝယ်ထားမကြသေးဘူးလေပျောက်သွားမှဆိုလို့ပေါ့လေဟဲ့ဟုတ်ပါအနက်ရောင်လေးတော့နေဆိုင်ကအပန်းရောင်လေးလားလို့စကူပြီးလေအစ်ကြီးပါဟိုကလည်းဒါတစုံတယောက်အတွက်ရည်ရပြီးတော့ဝယ်ထားတာမလေးအားကြပါလေမယ်လူရေအားကြတော့မပြောက်ပါဘူးအေးထိုင်ပါဟဲ့ဒီဆိုင်ကလည်းစိုက်ပေါ်တက်ရတော့မလားအောင်မရထိုင်စရာနေရာကိုမရှိဘူးပျောက်မှဆိုလို့ပေါ့ထိုင်မို့လားခကိုကြီးလင်းလာထိုင်လေရပါတယ်မမောအကျော်လေးတစ်ပွဲလားကောင်းပြီအားကုန်လိုက်တာငါဝယ်လိုက်တာဒီကဘယ်လိုပြည့်နေရလဲသွားပေါ်ဆိုမမောကြည့်ရတာပြန်မလိုက်တာကိုလေးပါလေးခေါ်လေအေးညီတို့လို့ပြိုကြီးလည်းမဟုတ်ပါဘူးအေးဒီလိုပဲရောင်းစားနေအောင်ဒီမှာခလာကြောက်ကိုပဲမေနေပါတော်မောခောက်စီတက်လေးနဲ့ကြော်ပေးပါလားခါစီမတက်ရင်လဲချောင်းရလို့ဟာစီအသေးစီသုံးလေးတယ်ပဲကြော်ရသေးဟာအဲ့ဒါပြောချင်တာတော်မုန်းရေခလေးပြောတာမှန်တယ်နော်ကျွန်တော်ဆိုရင်လည်းခမကြော်လေအရသာရှိလို့သာစားနေရတာစားပြီးလေချောင်းကတက်ဖြစ်တယ်ဗျာစီမတန်ဘူးနဲ့တူရနော်ချီကျဲတော့အေးငါဒီစီနဲ့ပဲရောင်းစားလာတာပါဈေးတဲ့ဝယ်တာ space စီအယောဆိုလားဘာဆိုလားမသိဘူးဒါနဲ့ပဲရောင်းလာတာပါအေးနင်တို့ကလည်းအမပြောလို့ပြောတာမဟုတ်ဘူးဒေါ်မိုးရဲ့မုန်းနစ်ကအရင်စားလို့ကောင်းတာတခြားကြော်ရင်တူကိုမတူရွာပြဲအမေတို့ကြော်ကျွချင်းလို့ဘယ်လိုလုပ်တာလဲဒေါ်မိုးဘလို့လုတ်ကန်လဲဆိုသူများအကြော်တွေလိုပဲလေအနှစ်ကလေးဆက်လိုက်တာပေါ့ဆံမုံလေးပါမုံလေးညာမုံလေးဟာရောင်မအလူလဲရှိတယ်အဲ့ဒါဖုန်ကြီးလည်းကတ်ချင်တာဘာမှကုသိုလ်ရအောင်လို့ဒီလိုကောင်းကောင်းလေးကျွေးချင်တာခါဘလို့လုပ်လဲသိချင်တာအဲ့ဒါပြောပြပါလားကုသိုလ်အေးနော်ငါလေးဆိုသူများဆိုပြောပြတာမဟုတ်ဘူးနော်ဒီမဲ့ဟဲ့မုံအနှစ်မှာအရေးကြီးဆုံးကဘာလဲသိလားဆာမုံဂျုံမုံအကျော်မုံ